ဆုံးကတော့ပြန်လဲလာခဲ့တယ်မင်းကတော့ကြက်ရမှာလေတူတော့ခက်စစ်ပါပဲအကြောင်းတစ်ခေါက်လေးကိုလည်းမင်းလုံးဝပြချစ်ပါနဲ့ပတ်တကြီးကကြာလာတော့လည်းဒီမှန်းနေညနေရောက်ဖြစ်တဲ့ကြောင်ပြီးကြောင်ချနေလန်းနေဒီတိုင်းလဲဆွဲမရှိတော့မို့ပဲတနေ့တော့တတိမွေးနေပုံ